အားလုံးမင်္ဂလာပါဒီနေ့ကျတော့မနေ့က25ရက်နေ့မှာဒီနေ့ UN Council မှာညီလာခံစည်းဝေးလုပ်တဲ့အခါမှာဒီ Israel ဝန်ကြီးချုပ်မိန့်ခွန်းပြောမယ်ဆိုတာနဲ့သူတို့ကိုကန့်ကွက်တဲ့လူတွေကအဲ့ဒီခမ်းမဆောင်တဲ့ထွက်သွားတဲ့ဟာကိုကျွန်တော်တွေ့မြင်ရတာဖြစ်တယ်နော်ဆိုတော့ဒီနေ့ဒီအခြေအနေကိုကြည့်တဲ့အခါမှာကျွန်တော်ကဘာကြီးကတကယ့်ဆိုးရွားတဲ့နေရာမှာဥတည်နေပြီဆိုတော့ကိုကျွန်တော်တတိထားဖို့လိုရယ်နော်ဒီအရန်ကြောက်စရာကောင်းတဲ့ကဘာကြီးဖြစ်လာတော့မယ်ဆိုတော့ကျွန်တော်တို့တတိထားဖို့လိုရယ်သူတို့က Israel ဝန်ကြီးချုပ်ကိုကန့်ကွက်တယ်သူတို့ဖြစ်ပွားတဲ့ပြဿနာတွေကိုသူတို့မကြိုက်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီနေ့ကဘာကြီးကဘယ်နေရာမှာဆိုမကောင်းတော့ဘူးဆိုတဲ့အရာကိုဥတည်နေတဲ့အရာမြင့်မြင့်တက်တက်ဖြစ်ပါတယ်ဆိုတော့ကိုပြောပြချင်တယ် UN ဆိုရင်လည်း22ပဲကျွန်တော်တို့ဘာမှမျောလင်းစရာတိတ်ပြီးတော့မရှိဘူးအဲ့ဒါတွေ့ကြမှာကျွန်တော်မိမိထိုင်တဲ့နေရာမှာကောင်းကောင်းမနေထိုင်ဖို့ပဲအရေးကြီးတာပေါ့နော်အဲ့ဒါကိုကျွန်တော်သင်ပြပေးချင်တာဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေနော်